ဒီမျိုးသားကပထမဆုံးအကြိမ်ဖခင်တယောက်ဖြစ်တော့မှမို့သူ့ရင်ထဲမှာမျှော်လင့်ချက်တွေနဲ့ဝမ်းသာပီတိတွေပြည့်နှက်နေခဲ့ပါတယ်။ဒါပေမဲ့သူ့ဇနီးကိုမွေးကန်းထဲကနေတွန်းထုတ်လာတဲ့အချိန်မှာဇနီးဖြစ်သူကသူ့ကိုဂရုစိုက်ဖို့အရင်ဆုံးပြောလိုက်မယ်လို့သူလုံးဝမထင်ထားခဲ့ပါဘူး။အဲ့ဒီအစားသူမကသူခုလေးတင်ဝယ်လာတဲ့အာဟာရဖြည့်စွက်စာတွေကိုကြည့်ပြီးဒီအတွက်ကြားသိငွေစရင်ကိုကျမစီပို့ပေးဖို့မမေ့နဲ့ဦးနော်လို့အေးအေးဆေးဆေးပဲပြောလိုက်ပါတယ်။ဒါကိုကြားလိုက်ရတဲ့အခါအမျိုးသားကရေခဲတိုက်ထဲရောက်သွားသလိုမျိုးခံစားလိုက်ရပါတယ်။အဲ့ဒီအချိန်ကျမှပဲဒီအိမ်အောင်ရေးဟာနှွေးထွေးမှုတွေပျောက်ဆုံးသွားခဲ့တာကြာလာပြီဆိုတာကိုသူသဘောပေါက်သွားခဲ့တာပါ။သူတို့ကြားမှာကြန့်ရှိနေတာကတော့တစ်ခုပြီးတစ်ခုအသေးချာတွက်ချက်ထားတဲ့ငွေကြေးကိစ္စတွေပဲဖြစ်နေပါတော့တယ်။ဒါပေမဲ့ဒီလိုအခြေအနေမျိုးဖြစ်လာအောင်လုပ်ခဲ့တဲ့သူကတော့သူကိုယ်တိုင်ပဲဖြစ်ပါတယ်။တကယ်တော့ဒီအမျိုးသားကဝင်ငွေရန်ကောင်းတဲ့သူတစ်ယောက်ပါ။သူကတစ်နှစ်ကိုဒေါ်လာတန်းနဲ့ချီရှာနိုင်ပြီးသူ့ရဲ့အလုပ်ကိုင်မှာလည်းအောင်မြင်နေသူလို့ပြောလို့ရပါတယ်။ဒါပေမဲ့သူကကိုဝင်ဆောင်ထားရတဲ့ဇနီးတဲ့နဲ့အတုံးစရိတ်မှန်သမျှကိုတဝက်စီခွဲခြားခံဖို့ဆိုအတင်းလုပ်ခဲ့ပါတယ်။အတုံးစရိတ်ကဘလောက်ပဲနည်းနည်းများများအရာအားလုံးကို90စီခွဲဝေဖို့ပဲသူကတောင်းဆိုခဲ့တာပါ။အဲ့ဒီလိုနဲ့နေတိုင်းဒီမျိုးသမီးလေးဟာဝမ်းမိုက်ကြီးနဲ့မြေအောက်ရထားပေါ်မှာတိုးဝေပြီးအလုပ်ကိုသွားလိုက်ပြန်လိုက်လုပ်ခဲ့ရပါတယ်။ကလေးမွေးစရိတ်အတွက်ပတ်စံစုနိုင်အောင်လို့နေ့လယ်စာကိုတောင်ဖြစ်တယ်လို့ပဲစားခဲ့ရတာပါ။ဒါပေမဲ့မျိုးသားဖြစ်သူကတော့ဇိမ်ခံကားကြီးစီးပြီးအလုပ်သွားတယ်လို့နေ့လယ်စာကိုလည်းတန်ဖိုးကြီးလာတဲ့အနောက်တိုင်းအစားအစာတွေကိုပဲသုံးဆောင်ခဲ့ပါတယ်။အစားအစာကသူ့စိတ်ကြိုက်နည်းနည်းလေးမဖြစ်တာနဲ့တင်မျက်တောင်မခတ်ပဲအမိုက်ပုံးတွေကိုတန်းပစ်ထည့်တတ်တဲ့သူမျိုးပါ။ကိုဝင်နောက်ဆုံးကာလရောက်တော့မျိုးသမီးရဲ့ခြေထောက်တွေကအရန်ဖောရောင်လာပြီးလမ်းလျှောက်ဖို့တောင်ခက်ခဲလာခဲ့ပါတယ်။ဒါကြောင့်သူမကအမျိုးသားစီဖုန်းဆက်ပြီးဒီတစ်ချိန်တော့ချွင်းချက်အနေနဲ့လာကြိုပေးဖို့မျှော်လင့်တကြီးတောင်းဆိုခဲ့ပါတယ်။ဒါပေမဲ့မျိုးသားကတော့စိတ်မရှိသလိုမျိုးနဲ့ပဲအဲ့ဒီညမှာစီးပွားရေးညစာစားပွဲရှိလို့တက်စီနဲ့ပဲပြန်လာခဲ့ဖို့ပြောလိုက်ပါတယ်။အဲ့ဒီတက်စီကလေးကိုတောင်သူကတဝက်စီခွဲကြဖို့ပြောခဲ့ပါသေးတယ်။အဲ့ဒီစကားတွေကိုကြားပြီးနောက်မှာတော့မျိုးသမီးကဘာမှမပြောဘဲဖုန်းချလိုက်ပါတော့တယ်။အဲ့ဒီအချိန်ကစပြီးသူမဟာဒီမျိုးသားပေါ်ထားတဲ့စိတ်တွေကိုလုံးဝဆွန့်လွတ်လိုက်ပါပြီးတစ်ဖက်မှာလည်းဒီမျိုးသားကလူကြီးဆိုတာသူတစ်ပါးပေါ်အယမ်းမမီခိုတင်ဘူးလို့ယုံကြည်နေတာပါသူ့စိတ်ထဲမှာအိမ်အောင်ရေးဆိုတာလူနှစ်ယောက်အပြန်အလှန်အမိပြုရတဲ့စိတ်ကမ်းတစ်ခုမဟုတ်ပဲအတူတူအကျိုးတူလုပ်ကင်ရတဲ့လုပ်ငန်းတစ်ခုလိုမျိုးတော်လာချင်းစီအထိတိတိကျကျတွက်ချက်ရမယ်လို့ယူဆထားတာပါဘသူကမှတစ်ဖက်လူအပေါ်အသာမစီးယူလို့မရဘူးလို့သူကတွေးထားတာပါဒါကြောင့်အလုတ်ကအပြန်လန်းမှာသူ့ဇနီးလေးကကိုဝင်ကြီးနဲ့အေးဆက်တဲ့လေထဲမှာဈေးသက်သာဆုံးညဘက်ကားကိုစောင့်နေတာမြင်အောင်မျက်လုံးချင်းစုံလျက်နဲ့မမြင်ချင်းအောင်ဆောင်ပြီးမောင်းထွက်သွားတတ်ပါတယ်။ဘေးကလုတ်ဖို့ကိုင်းဘက်ကတော့မကြည့်ရလို့သူ့ဇနီးကိုပိုပြီးစိုက်တဲ့နယ်လို့သတိပေးတာတောင်သူကနားမထောင်ခဲ့ပါဘူး။အဲဒီနေ့ကစပြီးအမျိုးသမီးကစာအုပ်နဲ့ခဲရန်ကိုကိုင်းပြီးအမျိုးသားနဲ့အသုံးစရိတ်အားလုံးကိုတဝက်စီစပြီးတွက်ပါတော့တယ်။သူမကအမျိုးသားထက်တောင်ပိုပြီးတေချာတိကျအောင်တွက်ချက်ခဲ့တာပါ။ကိုဝင်မရခင်တောက်ခဲ့တဲ့အားဆေးဘူးကစလို့ကိုဝင်ဆောင်ချင်းအာဟာရဖြည့်ဆွက်စာဘူးကိုဝင်ဆောင်စစ်ဆေးကတွေနဲ့ကလေးပစ္စည်းတွေအထိအရာအားလုံးကိုကြိုဝယ်ထားပြီးပြေစာတွေနဲ့တကွစရင်အသေးစိတ်လုပ်ထားခဲ့ပါတယ်။ပြီးတော့အဲ့ဒီမှတ်တမ်းတွေကိုယူပြီးခင်မွန်းဖြစ်သူနဲ့တခုချင်းစီစရင်ရှင်းပါတယ်။ဒီလိုမျိုးအရာရာကိုတိတိကျကျတွက်ချက်ရတဲ့အိမ်အောင်ရေးမျိုးကအမျိုးသားအမြဲလိုချင်ခဲ့တဲ့အရာပါ။ဒါပေမဲ့ဇနီးဖြစ်သူကတကယ်ပဲအဲ့ဒီလိုဖြစ်လာတဲ့အခါမှာတော့အမျိုးသားကရုတ်တရက်ထိတ်လန့်သွားပြီးဘာလို့ရမှန်းမသိဖြစ်သွားခဲ့ပါတယ်။အဲဒီနောက်မှာတော့အမျိုးသမီးကကိုဝင်ဆောင်တာနဲ့ကလေးမွေးတာဟာသူမရဲ့ခန္ဓာကိုယ်ကိုပြန်မကောင်းနိုင်တော့တဲ့ထိခိုက်မှုတွေဖြစ်စေသလိုအလုံးမှာယာဒူးတိုးမဲ့အခွင့်အရေးကိုလည်းဆုံးရှုံးစေခဲ့တယ်လို့ပြောပါတယ်။ဒီဆုံးရှုံးမှုအားလုံးကိုလည်းအမျိုးသားနဲ့အတူတူဖြည်းဖြည်းချင်းပြန်တွက်ချက်မယ်လို့ဆိုပါတယ်။ဒီစကားကိုကြားတော့အမျိုးသားကချက်ချင်းပဲဒေါသတကြီးနဲ့အရာရာကိုဒီလောက်အထိတိတိကျကျခွဲခြားနေဖို့လိုလို့လားမင်းယူနေတာလားလို့မေးခွန်းထုတ်ပါတယ်။အမျိုးသမီးကတော့အေးဆေးဆေးပဲသူမမယူကြောင်းနဲ့အရာရာကိုမျှတအောင်လုပ်ရမယ်ဆိုတာကိုအမျိုးသားကိုယ်တိုင်ပဲသင်ပေးခဲ့တာမဟုတ်လားလို့ပြန်ပြောလိုက်ပါတယ်။အဲ့ဒီအချိန်ကစပြီးအမျိုးသမီးကအမျိုးသားသူမကိုကိုဝင်ဆောင်စစ်ဆေးဖို့လိုက်ပို့ပေးတဲ့အချိန်တွေကိုတောင်အမျိုးသားရဲ့အလုပ်ပြက်ကွက်တဲ့နာရီခတ်ဖို့အနေနဲ့တနာရီကို$60နှုန်းနဲ့မိနစ်အထိတိတိကျကျတွက်ပါတယ်။သူမရဲ့မျက်လုံးထဲမှာဒီအမျိုးသားဟာခင်မွန်းတယောက်မဟုတ်တော့ပဲအချိန်မရွေးစရင်ရှင်းရမယ့်အကျွေးသမားတယောက်လိုဖြစ်သွားခဲ့ပါပြီ။ငွေစရင်စာအုပ်ပေါ်ကပြည့်နှက်နေတဲ့ကိန်းကနန်းတွေကိုကြည့်ပြီးအမျိုးသားဟာတကယ်ကိုရေစရာကောင်းလာတယ်လို့ခံစားလိုက်ရပါတယ်။ဒါပေမဲ့အချစ်ကိုငွေကြေးအယောင်းဝယ်တစ်ခုအဖြစ်အရင်ဆုံးပြောင်းလဲခဲ့တဲ့သူကသူကိုယ်တိုင်ဆိုတာကိုတော့သူမေ့နေခဲ့ပါတယ်ဖြည်းဖြည်းချင်းနဲ့မျိုးသမီးကသူ့အပေါ်ပိုပြီးအေးဆက်လာခဲ့ပါတယ်မျိုးသားဟာအိမ်မပျော်တဲ့ဝေဒနာကိုဆက်ခံစားရပြီးညတိုင်းအိမ်မက်ဆိုးတွေမက်လာပါတယ်အိမ်မက်ထဲမှာအမျိုးသမီးကသူ့ကိုအကြိမ်ကြိမ်တွန်းထုတ်နေခဲ့တာပါသူနာကပ်ဖို့စ조사တိုင်းသူမကငွေစရင်စာအုပ်ကိုပဲကမ်းပေးပါတယ်ရိုးရိုးလေးဖတ်ရတာတော့မှကြားတဲ့ငွေစရင်ကအတိအကျရှိနေခဲ့ပါတယ်သူမဟာကျောင်းတုန်းကသူ့ကိုဘာမှမမျှော်လင့်ပဲစိတ်ရင်းနဲ့ချစ်ခဲ့တဲ့အမျိုးသမီးလေးမဟုတ်တော့ပါဘူးမျိုးသားဟာဒီလိုမျိုးဆက်နေဖို့တကယ်ကိုမခံစားနိုင်တော့ပါဘူး။သူကဒီအခြေအနေကိုပြောင်းလဲပြီးပျက်စီးနေတဲ့ပတ်သက်မှုကိုပြန်ကယ်တင်ချင်လာပါတယ်။ရုတ်တရက်သူကမမွေးသေးတဲ့ကလေးလေးကိုတတိယသွားပြီးကလေးကိုသူ့ရဲ့နောက်ဆုံးခွင့်ရေးဖြစ်သတ်မှတ်လိုက်ပါတယ်။ဒါကြောင့်သူက$1,000,000အကုန်ကျခံပြီးအစင်းမြင့်မိဖွားပြီးစောင့်ရှောက်ရေးစင်တာကိုဘိုကင်လုပ်ဖို့နဲ့ကုန်ကျစရိတ်အားလုံးကိုသူတယောက်တည်းကျခံမယ်လို့ကမ်းလှမ်းလိုက်ပါတယ်။ဒါပေမဲ့သူ့ဇနီးကတော့ဘာခံစားချက်မှမရှိတဲ့မျက်နှာပေးနဲ့စရင်စာအုပ်ကိုဖွင့်ပြီးဒီပတ်စံကိုကလေးအတွက်ဖခင်ဖြစ်သူရဲ့ကြိုတင်ရင်းနှီးမြှုပ်နှံမှုအဖြစ်မှတ်တမ်းတင်လိုက်ပါတယ်။
ပြီးတော့ကလေးကြီးလာတဲ့အခါသူ့အဖေကမွေးစားကလေးကဒီလိုရင်းနှီးမြှုပ်နှံထားတာမို့တစ်နှစ်ကိုအတိုး9%နဲ့အရင်ရောအတိုးရောပြန်ဆက်ရမယ်လို့ကလေးကိုပြောပြမယ်လို့ဆိုပါတယ်။ဒါကိုကြားလိုက်ရတဲ့အခါအမျိုးသားကတော့အဲ့ဒီနေရာတင်စိတ်သက်တွေပြိုလဲသွားပါတော့တယ်။သူကဒီလိုခံစားချက်မပါတဲ့ဆက်ဆံရေးမျိုးကိုတကယ်ပဲညှိငွေ့နေပါပြီ။ဒါပေမဲ့အမျိုးသမီးကတော့သူ့ရဲ့ခံစားချက်ကိုလုံးဝဂရုမစိုက်ပါဘူး။သူမကထွက်ပြီးအခန်းထဲကိုပဲဝင်သွားပြီးသူ့ကိုလုံးဝလစ်လျူရှုထားလိုက်ပါတယ်။အဲ့ဒီနောက်ပိုင်းမှာတော့ဒီဇနီးမောင်နှံဟာအိမ်တစ်လုံးထဲမှာအတူနေတဲ့သစိမ်းတွေလိုဖြစ်သွားကြပါတယ်။အိမ်ထဲကလေထုကလည်းအသက်ရှူရကြက်လောက်အောင်ကိုဖိအားတွေများနေခဲ့တာပါ။မျိုးသမီးကဈေးဝယ်တာကအစချက်ပြုတ်တာအထိကိုယ်တိုင်ပဲလုပ်ပြီးကိုဝင်ဆောင်ချိန်ခံစားရတဲ့ဝေဒနာအားလုံးကိုတယောက်တည်းကြိတ်မိတ်တီးခံခဲ့ပါတယ်။ပြီးတော့အဲ့ဒီငွေစရင်းစာအုပ်ကိုလည်းအိမ်ရဲ့အမြင့်သာဆုံးနေရာမှာချထားပြီးဒါတွေအားလုံးဟာသူကိုယ်တိုင်စိုက်ပျိုးခဲ့တဲ့အသီးအပွင့်တွေရဲ့ရလဒ်ပဲဆိုတာကိုအမျိုးသားသိအောင်အေးဆက်တဲ့ဓာတ်တစင်းလိုအမြဲတမ်းပေးနေခဲ့ပါတယ်။သူ့အမေကမိဖွားပြီးချိန်ပြုစုပေးဖို့လာမယ်ဆိုတဲ့အခါမှာတော့အမျိုးသမီးကအမျိုးသားနဲ့သဘောတူညီချက်စာချုပ်တစ်ခုချုပ်ခဲ့ပါသေးတယ်။အဲ့ဒီထဲမှာစားစရိတ်ပြုစုခနဲ့ရောက်ခမနဲ့ချွေးမကြားဖြစ်လာနိုင်တဲ့စိတ်တော်ကားတွေအတွက်ရော်ကြေးပါထည့်သွင်းထားပါတယ်။အဲ့ဒီအချိန်ကြာမှပဲအမျိုးသားဟာအမှန်တရားကိုနိုးကြားသွားခဲ့ပါတယ်။သူအမြဲတမ်းဂုဏ်ယူခဲ့တဲ့မျှတမှုဆိုတာကြီးဟာသူ့ကိုအမျိုးသမီးနဲ့လုံးဝဝေးကွာသွားစေတဲ့လေလုံလောင်အင်ကြီးဖြစ်နေခဲ့ပါပြီ။ဇနီးဖြစ်သူမွေးဖွားမဲ့ရဲ့နီးကပ်လာချိန်မှာအမျိုးသားကိုကုမ္ပဏီကဖောက်တယ်တွေနဲ့တွေ့ဖို့တခြားမျိုးတစ်မျိုးကိုလွှတ်လိုက်ပါတယ်။သူအလုပ်ကိစ္စနဲ့သွားနေတဲ့ရက်တွေမှာမွေးကန်နီးဇနီးတဲ့စီကနေဂယုစိုက်တဲ့စာတစ်စောင်တောင်မရခဲ့ပါဘူး။သူတို့ရဲ့စကားပြောမှတ်တမ်းထဲမှာငွေလွှဲထားတဲ့မှတ်တမ်းတွေပဲရှိနေခဲ့တာပါ။အမျိုးသမီးမွေးဖွားတဲ့နေ့မှာအမျိုးသားကအစည်းအဝေးပြီးခါစားမှာပဲဇနီးတဲ့စီကစာတစ်စောင်ရခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီစာထဲမှာဝမ်းသာစရာစကားလည်းမပါသလိုအကူအညီတောင်းတဲ့စကားတစ်လုံးတောင်မရှိပါဘူး။အဲ့ဒီစာကစီးပွားရေးအီးမေးလ်တစ်စောင်လိုပဲဖြစ်နေခဲ့ပြီးအမျိုးသားရဲ့ရင်ထဲမှာနောင်တတွေချက်ချင်းပြည့်နှက်သွားခဲ့ပါတယ်။သူဟာလက်ထဲကအလုပ်တွေကိုချက်ချင်းချထားခဲ့ပြီးစေးရုံကိုအမြန်ဆုံးပြေးသွားခဲ့ပါတော့တယ်။တလန်းလုံးအပြေးလွှားလာခဲ့ပြီးတဲ့နောက်ဆုံးတော့သူဟာမွေးဖွားခန်းအပြင်ဘက်ကိုရောက်သွားခဲ့ပါတယ်။သူ့အမျိုးသမီးရဲ့နာကျင်စွာအော်ဟစ်တန်ကိုကြားလိုက်ရတဲ့အခါသူဟာကိုပါးကိုနှစ်ချက်ဆင့်ပြီးပြင်းပြင်းထန်ထန်ရိုက်လိုက်မိပါတယ်။ဆရာဝန်ကဒါဟာသူ့အတွက်ပထမဆုံးအကြိမ်ဖခင်ဖြစ်လာတာဆိုတာသိနေတဲ့အတွက်မွေးဖွားပြီးရင်ဒီမျိုးသမီးလေးအားပြန်ပြေးလာအောင်ချောကလက်လေးအမြန်သွားဝယ်ဖို့သူ့ကိုပြောလိုက်ပါတယ်။အဲ့ဒီလူဟာလည်းချက်ချင်းပဲအပြင်ကိုပြေးထွက်ပြီးသွားဝယ်ခဲ့ပါတယ်။သူမော်တကောနဲ့ပြန်ပြေးလာတဲ့အချိန်မှာတော့ကလေးလေးကဘေးကင်းကင်းနဲ့မွေးဖွားပြီးနေပါပြီ။ကျန်းကျန်းမာမာရှိတဲ့ကလေးလေးကိုကြည့်ပြီးသူလည်းနောက်ဆုံးတော့စိတ်အေးသွားခဲ့ရပါတယ်။အဲ့ဒီနောက်အာရင်ကုန်ခန်းနေတဲ့ဒီမျိုးသမီးလေးကိုမြင်တော့မင်းတကယ်ပင်ပန်းသွားပြီနော်လို့သူပြောချင်နေခဲ့ပါတယ်။အဲ့ဒီအမျိုးသမီးလေးဟာဘလောက်တောင်အားနည်းနေတယ်လဲဆိုရင်မျက်နှာတစ်ခုလုံးလဲသွေးမရှိသလိုဖြူဖြော့နေပြီးစကားပြောဖို့တောင်ခက်ခဲနေခဲ့တာပါ။ဒါပေမဲ့အဲ့ဒီလိုအခြေအနေမျိုးမှာတောင်သူဝယ်လာတဲ့ချောကလက်ဖိုးကိုပြန်ပေးဖို့သူမကမမေ့ခဲ့ပါဘူး။အဲ့ဒါကိုမြင်လိုက်ရတဲ့အမျိုးသားဟာအဲ့ဒီနေရာမှာတင်မျက်ရည်တွေကျလာပါတော့တယ်